ကျွန်တော်ရဲ့လူမှုကွန်ရက်စာမျက်နှာတချို့မှာလေနိုင်ငံတကာဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့တခါတလေပြောပါလို့ရေးလာလေးရှိတယ်ဗျကျွန်တော်တို့ပါတီအနေနဲ့ကတော့နိုင်ငံဆက်ဆံရေးဌာနဆိုတာတည်ကြရှိပါတယ်ဒါကကျွန်တော်တို့တကမ္ဘာလုံးမှာရှိနေတဲ့နိုင်ငံရေးပါတီတွေနဲ့ချိတ်ဆက်ပြီးတော့နိုင်ငံရေးပါတီဆိုင်ရာကိစ္စတွေပေါ့လေဒါတွေကိုဆက်သွယ်ဆက်ဆံပြီးဆောင်ရွက်တဲ့ဌာနဖြစ်ပါတယ်ဒါအပြင်မဲ့နေ့တူဖြစ်နေတဲ့ကမ္ဘာအရေးခင်းတွေကိုလည်းကျွန်တော်တို့သုံးသပ်တယ်အပတ်စဉ်လစဉ်ဒီလိုသုံးသပ်တင်ပြချက်တွေရှိပါတယ်သို့တော်လည်းပဲနိုင်ငံရေးပါတီနဲ့ဆိုင်တဲ့ကိစ္စဥဒါလေးဦးစားပေးတဲ့သဘောဖြစ်ပါတယ်အဲ့တော့ဒီနေ့နိုင်ငံတကာအခြေအနေကတော့အတော်ကိုလင်းလင်းမြန်မြန်နဲ့ရှုပ်ရှုပ်ထွေးထွေးပြောင်းလဲမှုတွေအများကြီးဖြစ်နေတယ်ဟိုတုန်းကကမ္ဘာမှာအမေရိကန်ဦးစီးတဲ့အနောက်အုပ်စုရှိတယ်နောက်ဒီဘက်ကဆိုဗီယက်ပြည်ထောင်စုပေါ့နော်သူဦးစီးတဲ့အရှေ့အုပ်စုရှိတယ်ဒီအုပ်စုနှစ်စုကြားမှာအားပြိုင်မှုတွေက bipolar system ခေါ်တာပေါ့ဝင်ရိုးနှစ်ဖက်စနစ်နဲ့သွားနေကြတယ်တယောက်နဲ့တယောက်ချိန်ညှိပြီးတော့သွားကြတာပေါ့ဒါကို balance of power အင်အားလေးတင်းညီမျှမှုကိုခေါ်တာပေါ့နောက်ပိုင်းတော့1991လောက်မှာဆိုဗီယက်ယူနီယံကြီးနိုင်ငံ15နိုင်ငံကွဲထွက်သွားပြီးတော့နောက်ပိုင်းမှာ bipolar stick ကနေပြီးတော့ unipolar stick ကိုပြောင်းသွားတယ်ပေါ့အဲ့တော့အမေရိကန်ဥဆောင်တဲ့အနောက်အစုတစ်ခုတည်းကပဲတကမ္ဘာလုံးကိုလွှမ်းမိုးအုပ်ချုပ်နိုင်တယ်လို့ဖြစ်သွားတယ်အခုတော့ဒီအနောက်အစုအားပြိုင်မဲ့အဖွဲ့တွေအလျူလျူပေါ်လာကြတယ်စီးပွားရေးရပဲဖြစ်ဖြစ်အားပြိုင်မဲ့အဖွဲ့တွေပေါ်လာတော့ခဏကမ္ဘာကြီးဒီ multipolar war လို့ခေါ်တာပေါ့နော်ဝင်ရိုးစုံသွားတဲ့စနစ်ကိုပြောင်းနေတယ်လို့ဒီလိုပထမဆင့်နေတဲ့သုံးသပ်ချက်ပါတယ်အဲ့တော့ဗျာဒီနိုင်ငံဖြစ်စဉ်တွေကိုပြန်ကြည့်ရင်တော့အများကြီးပေါ့နော်အမေရိကန်နိုင်ငံနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆက်ဆံရေးအမေရိကန်နဲ့ယူကရိန်းရုရှားနဲ့ယူကရိန်းအမေရိကန်နဲ့ကနေဒါတရုတ်စသဖြင့်ဒါတွေရဲ့ trade war ကုန်သွယ်မှုစစ်ဖြစ်နိုင်တဲ့အလားအလာနောက်အမေရိကန်ရဲ့ဂါဇာကမ်းမြောင်ဒေသပေါ်မှာထားတဲ့သဘောထားစသဖြင့်အများပြားရှိကြပါတယ်ဒီနေရာမှာလက်ရှိ hot ပစ်ဆုံးသတင်းတစ်ခုပြောပါဆိုရင်ဖိလစ်ပိုင်သတင်းကိုပြောရမယ်ထင်ပါတယ်အားလုံးသိတဲ့အတိုင်းပဲဖိလစ်ပိုင်သမ္မတဟောင်းမစ္စတာဒူတာတေကို crime against humanity ဆိုတဲ့စွဲချက်နဲ့ International Criminal Court ပေါ့ ICC ရုံးချုပ်ရှိတဲ့ The Hague ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်လည်းအားလုံးသိပြီးဖြစ်မှာပါနော်သူဘယ်လိုဖမ်းသွားတယ်ဘယ်လိုစွဲချက်နဲ့ဖမ်းတယ်ဘယ်လိုတရားရင်ဆိုင်ရတယ်ဒါတွေအားလုံးသိမှာပါဒီဒူတာတေဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတော့လည်းဥပဒေအရပြန်ပြီးတော့လွှတ်ပေးဖို့ကဘာတော်မှာဆန္ဒပြမှုတွေဒါရှိနေတယ်အင်အားညွတ်မသွားဘူးနောက်တစ်ချက်ကတကယ်နိုင်ငံကြီးတွေစူပါပါဝါနိုင်ငံတွေဖြစ်တဲ့အမေရိကန်တို့တရုတ်တို့ရုရှားတို့ရဲ့ ICC ပေါ်မှာရပ်တည်ချက်တွေကလည်းမထောက်ခံကြဘူးအမေရိကန်နိုင်ငံဆိုလို့ရှိရင်သူ့မိတ်ဆွေနိုင်ငံကိုဥပဒေမဲ့ဆောင်ရွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ sanction လုပ်မယ်ဒီလိုပြောတယ်စသည်ဖြင့်ပေါ့ဗျာဖိလစ်ပိုင်သမ္မတဟောင်းမစ္စတာဒူတာတေရဲ့ဒီဖြစ်စဉ်ဟာပြောင်းပြန်အကျိုးသက်ရောက်မှုတွေရှိသွားနိုင်တယ်လို့ပဲဒီလိုအကြံဉာဏ်သုံးသပ်ပါတယ်ကျွန်တော်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဥပဒေကြောင်းအရ ICC ဆိုတဲ့ခုနပြောတဲ့ International Criminal Court နိုင်ငံတကာပြည်မှုဆိုင်ရာတရားရုံးရဲ့ဆောင်ရွက်တဲ့ legal procedure တွေနဲ့ဖမ်းဆီးခြင်းအကြောင်းတွေပေါ်ကျွန်တော်အဓိကထားပြီးတော့လက်လှမ်းမိသလောက်လေ့လာကြည့်တာပေါ့ ICC ဆိုတာကဘယ်လိုပေါ်လာလဲဆိုတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းလောက်ကြာမှာဟိုတော့ကဂျာမနီလူသားတို့ပေါ်မှာကျူးလွန်တဲ့ကိစ္စမျိုးတွေနောက်ထပ်တစ်ခါထပ်ပြီးမဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့1989လောက်မှာထင်ပါတယ်ဒီအီလီနိုင်ငံဂျောမာမြို့မှာဒီ ICC ဆိုတဲ့အဖွဲ့အစည်းဖြစ်ထွန်းပေါ်ပေါက်လာပြီးတော့စပြီးတော့အခြေတည်ခဲ့တာအဲ့တော့သူက2025ဖေဖော်ဝါရီလဒီအဖွဲ့ဝင်နိုင်ငံ125နိုင်ငံရှိတယ်ဒီအဖွဲ့အစည်းကဒီအဖွဲ့ဝင်နိုင်ငံတွေရဲ့လှူဒန်းငွေနောက်အစိုးရမှုသောအဖွဲ့အစည်းတွေရဲ့ပံ့ပိုးငွေလူပုဂ္ဂိုလ်တူကြီးရဲ့လှူဒန်းငွေဒီပေါ်မှာရပ်တည်ရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်လူပုဂ္ဂိုလ်ကိုတရားစွဲရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ် ICJ ဆိုတော့နိုင်ငံကိုစွဲတာပေါ့ ICJ ကကုလသမဂ္ဂရဲ့ branch ကို ICC ကတော့ independent body ပဲတိကျလွတ်လပ်သောအဖွဲ့အစည်းကိုဖြစ်တယ်အဲ့တော့သူလုံနိုင်တာက၃ချက်ရှိတာပေါ့နော်ကြိုတင်တရားစီရင်ခြင်းတို့တရားရုံးမှာရေဆိုင်ဖြစ်စင်းခြင်းတို့ ਨੇ နောက်တရားခံက petition ပေါ့အယူခံအသနာခံစာဝင်တဲ့ဒီ၃ပိုင်းသူ့မှာဒီ function ရှိတယ်အဲ့တော့ကြိုတင်တရားစီရင်ခြင်းလုပ်ဖို့ဆိုတာကဘယ်သူကတိုင်တယ်တိုင်ချက်ရှိမှလုပ်လို့ရတယ်လေအဲ့တော့ ICC ရဲ့လုပ်ပိုင်ခွင့်အာဏာထဲမှာအကြမ်းမြင့်၃ချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဒီ ICC ဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တဲ့နယ်မြေအတွင်းမှာဖြစ်လာတဲ့ဖြစ်စဉ်တွေဖြစ်ရတယ်ဒီရာဇဝတ်ပြမှုတွေဒါတွေကိုသူကတရားစွဲဆိုတာတော့ဘာလို့လုပ်ပေးနိုင်တာပေါ့ဒုတိယချက်ကအဲ့ဒီနိုင်ငံရဲ့ပြည်သူတွေကတိုင်ပင်တော့မယ်တရားစွဲမယ်ဆိုရင်ဒါသူက ICC ကလုပ်ပေးရတယ်နောက်တတိယချက်ကကုလသမဂ္ဂလူကြီးကောင်စီလေ UN Security Council ကနေပြီးတော့လွှဲပေးတဲ့အမှုမျိုးဆိုရင်သူကလုပ်ရတယ်ဒါကလွတ်လို့သူဘာမှသူလုပ်လို့မရ
သူဟာသူ့ဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လိုတယ်သက်ဆိုင်ရာအဲ့ဖွဲ့ဝင်နိုင်ငံကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အချက်ကအဓိကကြတယ်ဒီမှာအားနည်းချက်တွေကဘာလို့တွေ့လဲဆိုတော့ဒါကျွန်တော်ရဲ့သုံးသပ်ချက်ပေါ့လေနံပါတ်1ကဖိလစ်ပိုင်နိုင်ငံဟာ2019ရဲ့ ICC ဖွဲ့ဝင်နိုင်ငံပြန်နှုတ်ထွက်ထားတယ်ဖွဲ့ဝင်နိုင်ငံမှုတဲ့နိုင်ငံတနိုင်ငံမှာ ICC ဒီအခုလိုတရားစွဲဆိုပိုင်ခွင့်ရှိရလားဆိုတဲ့ကိစ္စအငင်းပွားပွဲဖြစ်တယ်နောက်တစ်ခုကဒီနေရာမှာပါဝင်ပတ်သက်လာတာကနိုင်ငံတကာရဲတပ်ဖွဲ့ပေါ့ ICP ကိုခေါ်တယ်နော် International Criminal Police Organization တနည်းအားဖြင့်အများသိကြတဲ့ Interpol လို့ခေါ်တာပေါ့ဒါကသူကပြည်내နိုင်ငံလီယွန်မှာရုံးဆိုင်ထားတယ်ဗျအဖွဲ့ဝင်က195နိုင်ငံမှာရှိတဲ့ရဲတပ်ဖွဲ့တွေကအဖွဲ့ဝင်ကျွန်တော်မြန်မာနိုင်ငံလည်း Interpol ရဲ့အဖွဲ့ဝင်နိုင်ငံပဲနှစ်စဉ် Interpol စီးပြီးဒါကဘာတဝန်လိုက်ပြီးတော့သူတက်ရောက်ပြီးတော့ sharing တွေလုပ်နေရတဲ့အခြေအနေရှိတယ် Interpol နဲ့ ICC ကလည်းဘာ link မှမရှိဘူးဘာပူးပေါင်းဆောင်မှမရှိဘူးဘာ MOU မှထိုးထားတာမရှိဘူးဥက္ကဋ္ဌသတင်းတွေမှာဖော်ပြနေကြတာဥစ္စာက ICC ကနေပြီးတော့ red alert နဲ့ Mr. Duterte ကိုတရားစွဲတယ်တရားကိုဆင့်ခေါ်တယ်လို့တွေ့ရတယ် red alert ဆိုတော့ကျွန်တော်သိသဘောမပေါဘူး Interpol နဲ့ဆက်ဆက်တယ်ဆိုရင်တော့ Interpol ကလုံနိုင်တာ notice ပေါ့သတိပေးချက် red notice နဲ့လောက်တာပဲရှိတယ်ဒီသုံးတော့တရားဝင်သုံးဝင် red alert ဆိုတာဟာတော့ကျွန်တော် Interpol လို့ဖွဲ့စည်းရသုံးတာမတွေ့ဘူးအဲကြောင့်ဆိုကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း Interpol ဖွဲ့အောင်ပဲလေတောက်ချောက်ဆက်ဆက်နေတော့ဒါကျွန်တော်သိတယ်ဒီ notice တွေက Interpol ကလုံနိုင်တဲ့ notice တွေကကျွန်တော်တို့ notice and diffusion for task force ဆိုတာရှိတယ်အဲ့ဒီဖွဲ့ကနေသူကလောက်တာအဲ့တော့ notice က10မျိုးရှိတယ်။ red notice ရှိတယ်အခုလိုဖမ်းဆီးပေးပါပေါ့။ဟာ blue notice ရှိတယ်။ဟာ green notice ရှိတယ် yellow notice ရှိတယ် black notice ရှိတယ်စသဖြင့်ဒါ10မျိုးရှိတယ်။အခုလို red notice ကတော့အနည်းအောင်သတိပေးချက်ဒီတရားခံလို့တန်တရားရှိတဲ့လူကိုဖမ်းပေးပါ။အချို့ဆိုရင်ဒီတရားခံရဲ့အကြောင်းအရာတွေကိုပြောပေးပါ။စသဖြင့်ပေါ့။ purple notice ဆိုလို့ရှိရင်ဒီတရားခံကျူးလွန်သွားတဲ့နည်းပညာနဲ့နည်းလမ်းတွေကိုမျှဝေပေးပါစသဖြင့်ဒီလိုဟာတွေသွားတာရှိတယ်အဲ့တော့အဲ့ဒီကသွားတယ်ဆိုရင် red notice ပြရမှာပေါ့နော်ဒါကလည်း Interpol ကလုပ်ချင်တိုင်းလုပ်လို့မရဘူးသက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးထားရမယ်သက်ဆိုင်ရာနိုင်ငံနဲ့ညှိနှိုင်းရမယ်ပြီးတော့ဒါလုပ်ရတဲ့သဘောဖြစ်တယ်အဲ့တော့ဘယ်သူကတရားစွဲတယ်ဖိလစ်ပိုင်နိုင်ငံအစိုးရမသိပါဘူးဆိုတဲ့ဟာကတော့ခုနလက်တွေ့ဖြစ်ရနေနည်းနည်းလေးလွဲနေတယ်လို့ယူဆတော့အဲ့တော့ခုနကျွန်တော်ပြောသလိုဒီနေ့ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုခွင့်ချက်တွေကိုလေ့လာကြည့်တဲ့အခါမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးအရာအကျိုးသက်ရောက်မှုရအောင်ယူတယ်ဆိုတာဒါမှားနေတယ်လို့ကျွန်တော်မြင်တယ်ဒီလိုမှားဝင်ခြင်းသည်သက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိခိုက်စော်ကားသလိုဖြစ်တယ်လို့ ICC ရဲ့ဒီမှားဝင်သောလုပ်ရတစ်ခုဖြစ်ကမ္ဘာမှာမှတ်တမ်းတင်သွားနေတာပေါ့ဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုတဲ့အဖွဲ့ရှိတယ်ဒါကတရားစွဲတာနဲ့စစ်ဆေးတဲ့လုပ်ငန်းလုပ်တယ်လေအဲ့ဒီဖွဲ့ရဆောင်ရွက်တာပဲအဲ့ဒါကသူ ICC ရဲ့လက်အောက်မှာရှိတယ်အဖွဲ့အစည်းဖြစ်တယ်နောက် Interpol နဲ့ပေါင်းစပ်ဆောင်ရွက်တဲ့အခါမှာလည်းခုနလိုnotice တွေထုတ်တာကနည်းနည်းလက်တွေ့နဲ့ကျွန်တော်စကြင်တယ်ဟိုသတင်းတွေရေးတာမှားတာလားဘာလို့ဒါကျွန်တော်သိပေါ့နော်နောက် Interpol အနေနဲ့ကလည်းနော်သက်ဆိုင်ရာနိုင်ငံအစိုးရရဲတပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှသာလည်းသူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါသည်နည်းနည်းလေးတော့လမ်းကြောင်းလွဲနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်ဒီနေ့မှာကျွန်တော်အချုပ်ပြောချင်တာဗျာသူ့နိုင်ငံဖြစ်ရကသူ့နိုင်ငံဖြစ်ရပေါ့ကျွန်တော်ကဘာလို့ထုတ်လို့သင်စဉ်းစားတယ်လဲဆိုတော့ဒီနေ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့အစည်းတွေဟာဟလာလူခွေတို့ဒန်းတို့ညီမျှမှုတို့အဓိကထားပြောနေတယ်လို့တစ်ဖက်ကလည်းနိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာနိုင်ငံတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတယ်ဆိုတဲ့အချက်တွေကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်တစ်ဖက်သက်ကျွန်တော်တို့စဉ်းစားလို့တော့အပြစ်မှမရနိုင်ဘူးဒီနေ့အာမရဏပြောရင် ICC ရဲ့ဆောင်ရွက်ချက်တွေဟာကျွန်တော်လေ့လာပြီးတော့အာဖရိကနဲ့အာရှပေါ်မှာအကျိုးတရားမှုရှိပြီးအချို့နိုင်ငံတွေပေါ်မှာအကျိုးတရားမှုမရှိဘူးဆိုတော့ double standard ဖြစ်နေတာဒါမှမဟုတ်လေလိုတစ်မျိုးမလိုတစ်မျိုးဖြစ်နေသလားလို့လေသုံးသပ်မလို့ဖြစ်တယ်ဒါတော့ပါငါကျေးဇူးတင်ပါတယ်